အော်ဖဲတွေကိုဇက်တိုက်လန်နေလို့သုံးထားသမျှပတ်စံနေပြန်ပေးလိုက်တဲ့ဟုံသားဆန်ကဲပရိသတ်ကြီးတို့ရဲ့အခြေရေးချရာမှာကြံပေးတူဖြစ်သူမမလာနုထုံကတော့ဒီတစ်ခေါက်မှာဆိုရင်သူ့ရဲ့ချစ်သူဟုံသားဆန်နဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုကိုဆိုရှယ်မီဒီယာပေါ်တည်င်းနဲ့ပောက်ကွဲနေကြတာပဲဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းလာနုထုံနဲ့ဟုံသားဆန်တို့ဟာမမနဲ့မောင်လေးအတွေ့ဖြစ်ပေမဲ့လေဟုံသားဆန်ကတော့တွဲလာတဲ့တောက်လျှောက်လုံးလာနုထုံအပေါ်မှာချွဲခဲ့နွဲခဲ့ပြီးတော့အမျိုးမျိုးဆိုးခဲ့တာပဲဖြစ်ပါတယ်အခုချိန်မှာဆိုရင်လေလာနုထုံနဲ့တရားဝင်လမ်းခွဲလိုက်ကြတာဖြစ်လို့ပရိသတ်တွေကမိကိုထုတ်နေကြတော့မှာပဲလာနုထိုတရားဟုံသားဆန်ရဲ့အောက်ဖဲတွေကိုဇက်တိုက်လန်နေကြတာပဲဖြစ်ပါတယ်။ဟုံသားဆန်အနေနဲ့ကတော့သူ့ရဲ့အပြောင်းလဲမြန်ဆန်လုံးနဲ့စိတ်ကြောင့်ပဲလာနုထိုပေါ်မှာဖောက်ပြန်မိခဲ့တယ်လို့ဖြစ်ခဲ့ပြီးနောက်ဆုံးမှာတော့မကြီးဖြစ်သူနဲ့ပါအတိတ်တဆိတ်ဖောက်ပြန်နေခဲ့လို့လာနုထိုတရားအတော်လေးစိတ်ထိခိုက်သွားခဲ့တာပဲဖြစ်ပါတယ်။လာနုထိုဟာအငယ်ဖြစ်သူဟုံသားဆန်ကိုအမျိုးမျိုးလက်ခံပြီးတော့နားလည်မှုတွေပေးခဲ့ဖို့ပဲမဲ့ဒီတစ်ခေါက်မှာတော့ဘလို့မှလက်မခံစေနိုင်တဲ့အပြစ်မျိုးလုပ်ခဲ့တယ်လို့ဖွင့်ရလာခဲ့ပါတယ်။ဒါတွေကြောင့်ဟုံသားဆန်ကလာနုထိုပြောနေသလိုမကြီးနဲ့ဖောက်ပြန်ခဲ့တာမဟုတ်ပဲနဲ့သူစီကနေလည်းကက်စားနေကြတာမဟုတ်ကြောင်းပြန်ပြောလာခဲ့ပါတော့တယ်။အဲ့ဒါပြင်လာနုထုံနဲ့တွဲနေစဉ်အတွင်းပေးထားတဲ့ငွေကျပ်6သိန်းကိုလည်းပြန်လဲလာပေးခဲ့ပြီးမို့ဒီတစ်ခေါက်မှာတော့တယောက်နဲ့တယောက်ကြားတကယ်ပြတ်သားသွားကြတဲ့ပုံဖြစ်နေကြတာမလို့ပြည်သက်ကြီးတို့ရဲ့အမြင်လေးကိုလည်းပြောသားပေးခဲ့ပါအောင်ရှင်။